အားလုံးမင်္ဂလာပါ MM Viral News and Knowledge ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Israel နဲ့ Iran တို့ရဲ့စစ်ပွဲတိုက်ပွဲတသမနစ်မြောက်မှာလည်းပဲတူနဲ့တူတနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခဲ့ကြပြီးတော့သမ္မတ Donald Trump ဟာ American ကဓာတ်ရိုက်ပါဝင်လာမလားဆိုတာကိုကမ္ဘာကိုစိန်ခေါ်နေဆဲပဲဖြစ်ပါတယ်အရှိအလဲပိုင်းစစ်ပွဲဟာအာဏာရရှိတဲ့အဆင့်ကိုရောက်ရှိနေနိုင်ပါတယ်The Wall Street Journal ရဲ့ဗုဒ္ဓဟူးနေ့ထုတ်တဲ့အရဆိုလို့ရှိရင် Trump ကအီရန်ကိုတိုက်ခိုက်ဖို့အစီအစဉ်တွေကိုတီးသန့်အတည်ပြုထားပေမဲ့လည်းသူ့ရဲ့ nuclear အစီအစဉ်ကိုဆွတ်လွတ်လိုက်မယ်ဆိုလို့ရှိရင်စောင့်ကြည့်ပြီးတော့နောက်ဆုံးအမိန့်ကိုချမှတ်ဖို့အတွက်သတင်းမှာဖော်ပြထားပါတယ် Trump ကဗုဒ္ဓဟူးနေ့မှာကျွန်တော်လုပ်ခြင်းလုပ်မယ်မလုပ်ခြင်းလည်းမလုပ်ဘူးဆိုပြီးတော့ American ကအီရန်ရဲ့ nuclear စက်ရုံကိုတိုက်ခိုက်မယ်လားဆိုတဲ့မေးခွန်းကိုပြန်ဖြေခဲ့တာပဲဖြစ်ပါတယ်ဘယ်သူမှကျွန်တော်ဘာလုပ်မယ်ဆိုတာကိုမသိပါဘူးဆိုပြီးတော့သူကဆက်လက်ပြောကြားခဲ့ပါတယ်အစ္စရေးကညအချိန်မှာစစ်ရေးပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့အီရန်ရဲ့အီရတ်ဒေသမှာရှိတဲ့အလုံမလုံတဲ့ nuclear စက်ရုံတွေကိုထိမှန်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကတော့လေယာဉ်စစ်ကြောင်း40နဲ့တီဟီရန်ကိုစစ်ရေးပစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပဲအီရန်ကအစ္စရေးရဲ့တောင်ပိုင်းဘာရှေဘာမြို့မှာရှိတဲ့ဆိုရိုကာဆေးရုံကိုတုံးကျည်တွေနဲ့ပစ်လွတ်တိုက်ခိုက်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ဂျာဟူကတော့သူ့ရဲ့ social media X စာမျက်နှာမှာတီဟီရန်ဟာအပြစ်အဝကြေးပေးရမယ်ဆိုပြီးရေးသားထားပါတယ်။မှတ်ချက်တစ်ခုအနေနဲ့ကတော့ဒီသတင်းအချက်လက်တွေဟာအချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။